အသက်103အလီရဲအဖိုးဖာ300ဟာတနာရီကီလိုမီတာ800အချိန်နဲ့စပိန်စီးပြိုင်နေကြတာပါရုတ်တရက်ဆိုသလိုသူတို့အရှိမအေယာမစပါးအုံးငွေကြီး3កောင်ပိတ်ဆို့ပေါ်လာပါတယ်အကယ်၍သူတို့သာချက်ချင်းမရက်လိုက်ဘူးဆိုရင်ဒီငွေကြီးတွေရဲ့ဝါမျိုးချင်းကိုခံရတော့မှာပါဒါပေမဲ့လူတိုင်းကိုအံ့အားသင့်သွားစေတာကတော့အဖွားအိုဟာသူမရဲ့စပိန်ရှေ့ပြီးကိုမှတ်ပြီးအေယာမငွေကြီးရဲ့ကိုပေါ်ကိုတဲ့တဲ့မမတ်ခုံတက်ကအေးအေးဆေးဆေးပဲစီးနှင်းသွားခဲ့တာပါပဲငွေကြီးခင်ဗျာလဲသူဟာတက်ရှိတရားတစ်ခုဖြစ်သွားလိမ့်မယ်လို့ဘယ်တော့မှထင်မထားခဲ့ပါဘူးသူမရဲ့ခြေရာကိုနင်းပြီးတော့ဂျန်နဲ့အဖိုးကြီးနှစ်ယောက်ကလည်းငွေကြီးတွေကိုလစ်လျူရှုကအနောက်ကနေကတ်လိုက်သွားကြပါတယ်ရှေ့ကဥဆောင်နေတဲ့တခြားပြိုင်ပွဲဝင်တွေကတော့အဖွားအိုလောက်အစွမ်းမထက်ကြပေမဲ့သူတို့ရဲ့ကျွမ်းကျင်လာတဲ့ဟင်းချက်နည်းပညာတွေကိုအသုံးချပြီးဒီသားရဲကြီးတွေကိုအလွယ်တကူပဲနှိမ့်နှင်းလိုက်ကြပါတယ်တစ်ဖက်မှာတော့အနောက်ကနေတရွတ်တိုက်လိုက်လာကြတဲ့အားနေတဲ့ပြိုင်ပွဲဝင်တွေကတော့သားရဲကြီးတွေရဲ့ကြိုက်ဖြန့်ဝါမျိုးချင်ကိုခံနေရတာကိုအားကိုးရမဲ့စွာနဲ့ပဲကြည်နေနိုင်ပါတော့တယ်ပြိုင်ပွဲကတစ်ဖက်မှာအပြင်းထန်အားပြိုင်နေကြပေမဲ့ကိုမဆုစီရောက်သွားတဲ့အခါမှာတော့အခြေအနေကလုံးဝကိုကွဲပြားသွားပါတယ်သူဟာသူ့ရဲ့စပိန်ကိုတောင်ရွှေလျားအောင်မနှဲစူးစမ်းနေရတာပါသူ့ရဲ့လက်ရှိစွာရည်အစစ်နဲ့ဆိုရင်တော့